ကိုယ့်ရဲ့ဓာတ်ပုံလေးကိုဒီလိုမျိုးနေဝင်စည်းစာလေးတွေနောက်အောင်ကျွန်တော်ဒီဗီဒီယိုမှာ Chat GPT လေးနဲ့လုပ်ပြသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဒီဆုံး Chat GPT ကိုဖွင့်လိုက်ပါပြီးရင်ကိုယ့်ရဲ့ပုံလေးတင်ဖို့အတွက်အကောင့်လေးကိုနှိပ်လိုက်ပါပြီးရင်ပိုတိုထည့်နှိပ်ပါပြီးရင်ကိုယ့်ရဲ့ပုံလေးထည့်ပြီးတော့ကျွန်တော်ပေးထားတဲ့ print လေးကိုထည့်ပြီးတော့မြားကိုနှိပ်ပေးပါဒီမှာ Chat GPT ကနေပုံထုတ်ပေးနေပါတယ်ခဏလေးစောင့်ပေးပါ Chat GPT ကကျွန်တော်ပုံ2ပုံတော့ထုတ်ပေးပါတယ်ပုံပေးခြင်းတဲ့ပုံတစ်ပုံချင်းစီကို click ပြီးတော့ save button နှိပ်ပေးပါနောက်တစ်ပုံထပ်နှိပ်ပြီးတော့ထပ်ပြီးတော့ save button ကိုနှိပ်ပေးပါခင်ဗျာအဲ့ဒါဆိုလို့ရှိရင်အခုဖြစ်စားနေတဲ့နေဝင်စည်းတာပုံလေးတွေရပါပြီခင်ဗျာမစင်ပြကြပါစေဗီဒီယိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်